မင်္ဂလာပါကျမတို့ကနေ့စဉ်သုံးတီကိုစကားပြောအတွက်တစ်ခုခုကိုမကြိုက်ဘူးလို့ပြောချင်တဲ့အခါမှာထောင်ရန့်ဆိုတဲ့အသုံးလေးကိုသုံးလို့ရတယ်အဲ့တော့မကြိုက်တာကိုပြောတဲ့အခါမှာကျမတို့ကပို့ရှီဝမ်းဆိုတဲ့အသုံးလေးလည်းရှိတယ်အခုထောင်ရန့်လည်းရှိတယ်ဘာကွာလဲဆိုရင်ကျမတို့တွေဒီထောင်ရန့်ကပို့ရှီဝမ်းထက်ပို့ပြီးတော့ဒီကရိယာပြင်းတယ်ဒီကရိယာမြင့်တယ်ဥပမာဆိုပါစို့ငါစိတ်သားစားရတာမကြိုက်ဘူးအဲ့တော့ပုံမှန်မဲ့ကိုဒီဟာကိုစားရတာမကြိုက်ဘူးလို့ပြောချင်ရင်我不喜欢吃羊肉အဲ့တော့ကိုကငါဒီစိတ်သားစားရတာတော်တော်မကြိုက်တာစိတ်သားကမချက်တတ်ဘူးဆိုညှိတယ်အရွတ်တွေကလည်းပါသေးတယ်တော်တော်ကိုမကြိုက်တာအဲ့ဒီလိုမျိုးလေးပြောချင်ရင်ကျမတို့ရဲ့ထောင်ရန့်ကလေးနဲ့သုံးမယ်我讨厌吃羊肉ရမယ်နော်ဒါဆိုရင်ကျမတို့ဝါကြလေးကိုကြည့်ရအောင်ငါတဲ့မိုးရွာတဲ့နေ့တွေကိုမကြိုက်ဘူးတဲ့我讨厌မိုးရွာတဲ့နေ့သည်下雨天我讨厌下雨天ရမယ်နော်အခုဆိုရင်ငါဒီလိုလူမျိုးကိုမကြိုက်ဘူးတဲ့ဒါမျိုးရေးမယ်ဆိုရင်我讨厌这种人这种人ဆိုရင်ဒီလိုလူမျိုးကိုသုံးတာနော် Okay နောက်တစ်ခုလေးကငါနွားနို့တောက်တာမကြိုက်ဘူးတဲ့我讨厌喝牛奶ကြမယ်နော်နောက်တစ်ခုလေးကငါအတန်ချိန်နဲ့စကားပြောတဲ့သူတွေကိုမကြိုက်ဘူးတဲ့အဲ့တန်ရေးမယ်ဆိုရင်我讨厌အတန်အခြေကြီးနဲ့စကားပြောတဲ့သူဒီကျမတို့အခုတိုင်းလေးရေးလို့ရတယ်大声说话的人အဲ့တော့大声ဆိုတာကတော့အတန်အခြေကြီးကိုပြောတာ大声说话ကစကားပြောတာ大声说话的人အတန်အခြေကြီးနဲ့စကားပြောတဲ့သူတွေကိုမကြိုက်ပါဘူးတဲ့ရမယ်နော်